မင်္ဂလာပါနော်ဘိုးကပြောပြမယ်တလားအမျိုးသမီးလေးတွေနော်အမျိုးသမီးတွေအမျိုးသားဖြစ်ပါတရွယ်ရောက်လာပြီဆိုရင်ပတ်စံရတဲ့ဝင်ငွေရှိတဲ့အလုပ်ကိုပဲလုပ်ကြအဲ့လိုမှမဟုတ်ဘူးဆိုရင်လေပတ်စံအဆင်ပြေတဲ့ကိုယ့်ရဲ့အမျိုးရှိမှာကျွန်းတခုကျွန်းလို့လုပ်ရတယ်ကျွန်းတယောက်လို့နေရတယ်အဲ့ချင်တိုင်းအိလို့မရဘူးစားချင်တိုင်းစားလို့မရဘူးသူများမျက်နှာကြည့်နေရတယ်နေမကောင်းရင်တော့ကုချင်တိုင်းကုလို့မရဘူးနော်အဲ့တော့ကို့မှာပတ်စံရှိမှလူရဝင်တာပါနော်ကို့မှာပတ်စံမရှိရင်ဘယ်သူမှအားကိုးလို့မရပါဘူးအဲ့ဒါမို့လို့ပြောစမှာလေပတ်စံရအောင်ခြာကြပါပတ်စံကိုစုကြပါနော်လောကမှာပတ်စံမရှိရင်လေကိုကဘယ်တော့ပဲမြတ်တာပဲကိုမြတ်တာဟာလူရမဝင်ပါဘူးရှင်နော်ဒါကြောင့်မို့လို့ပြောစမှာလေပေါ့နော်အိမ်အောင်ချင်းအမျိုးသမီးလေးတွေလည်းငွေရှာကြပါငွေအခုဆိုရင်တော့မဟုတ် online ကနေတက်ဆင်ပြီးတော့online ကနေတက်ဆင်ပတ်စံရှာလို့ရတဲ့အားလေးတွေရှိတာပဲလေနော်အဲ့အားလေးတွေကိုလေ့လာပြီးတော့ငွေရအောင်စူးစမ်းကြပါလို့မို့ကအကြံပေးခြင်းနဲ့နော်အိမ်အောင်တဲ့အမျိုးသမီးလေးလည်းပတ်စံရှာကြပါကိုအကူကြီးလိုအပ်တဲ့ခါကျရင်ဘယ်သူရှိရမှာအကူကြီးတောင်းလို့မရပါဘူးကိုကဆွေမျိုးသားချင်းစီမှာမိခွန်ရင်လေကိုဟာကျွန်တရောက်လို့ပဲလုံနိုင်ကိုင်နိုင်မှကြည့်ပြပါလေအဲ့လိုမှမဟုတ်ရင်မကြည့်ပြပါဘူးဒါမိုးရဲ့လက်တွေ့လို့မိုးကပြောပြတာပါနော်ဒါကြောင့်မို့လို့ပတ်စံရှာနိုင်တဲ့အကျွေးလေးမှာပတ်စံရှာကြပါပညာရှာတဲ့သူတွေကလည်းပညာကိုထုံးမအောင်ရှာကြပါလို့မိုးကအကြံပေးချင်ပါတယ်ရှင်နော်အားလုံးကျေးဇူးတင်ပါတယ်ကဲအခုကတော့ဈေးသွားနေတယ်ဆိုတော့ကိုကအိမ်ကနေအဖြူအနီကြိုခွာထားရတာပေါ့နော်